reaction လုပ်သွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံဂျပန်တွေကလေဒီလိုဘလို့ခြေနေမျိုးမှာသူတို့တွေကအလုံးလို့ရတာကြိုက်လဲဆိုမနက်ပိုင်းရရင်အစောကြီးမထခြင်းဘူးသူတို့တွေကအလုံးကိုရန်ပြင်းတဲ့ထဲမှာတော့မပါဘူးစီးစနစ်ရန်ကြတယ်ကျွန်တော်ကြည့်ဘူးတဲ့စကားတကားထဲမှာဆိုရင်သူကဥရောပကောင်မလေးတယောက်ကဒီဂျပန်မှာအင်္ဂလိပ်စာပေါ့နော်လေချောင်းမောင်မယ်တွေအတွက်အင်္ဂလိပ်စာသင်တန်းတာဝန်ကြတယ်အဲ့ကိုသွားတော့သူပထမ1လ2လတော့သူ့ရဲ့စကားပြန်ရဲ့အကူအညီနဲ့အဆင်ပြေနေတော့ပဲနောက်ပိုင်း2လ3လတော့ကြာတော့ဘာအင်္ဂလိပ်လိုမပြောသူဂျပန်စာကွာဂျပန်စာကကြတော့ဥမာတို့တွေကယာကူစာဆိုရင်ယာကူစာ YA ZA ယာကူစာအဲ့လိုသဘောမျိုးကြီးအဲ့လိုရေးကြတယ်ကွာသူတို့ကကြတော့စကလုံးတွေကကိုရီထက်ရှုပ်တယ်သူကတချို့စကလုံးတွေဆိုမပါဘူးခန်းကြီးတို့ဘာလို့ဆိုရင်တော့မှတရုတ်စာဘက်ကနေဆင်းသက်တာဆိုတော့ဂျပန်နိုင်ငံနောက်ပြီးတော့နောက်တစ်ချက်ကနောက်ပြီးတော့ဂျပန်တွေကစီကံရမ်းကြီးတယ်အလုပ်ကို10မိနစ်ဘယ်လိုပြောမလဲ9မိနစ်လောက်နောက်ကျရင်တော့မှအဲ့လူကိုမျက်စောင်းထိုးရှင်နေကြပြီနောက်ပြီးတော့သူကဘိုးဘွားဆောင်းလျှော်ရေးမှာအလုပ်လုပ်တဲ့လူတွေတော့မှလုပ်ပင်ပန်းတယ်လို့ပြောကြတယ်ဂျပန်မှာအသက်ကဘယ်လိုပြောလဲတက်တည်တဲ့လူကတစ်နှစ်ကို10ယောက်အထက်မှာရှိတယ်10ယောက်အထက်မှာရှိတယ်ဘာလို့လဲဆိုရင်သူတို့ကအလုပ်ပင်ပန်းတယ်အလုပ်ပင်ပန်းတော့ပြီးတော့ဒီအလုပ်ချိန်မပြည့်အောင်မလုပ်နိုင်တဲ့အခါတွေကြရင်လည်းပတ်စံတွေဖြတ်တာတွေပါရှိတယ်နောက်ပြီးတော့အပျော်ပါရမ်းမြတ်တယ်အပျော်ပါရမ်းမှတ်တယ်အပျော်ပါရမ်းမှတ်တဲ့ထဲမှာပါတယ်လောင်းကစားယုံတွေရှိတယ်မှာခုတို့နာမည်ကြီးနေတဲ့ online ကြားဖြန့်တို့ဘာလို့လိုမျိုးသဘောတွေရှိတဲ့အတွက်ကြောင့်ဂျပန်နိုင်ငံကအရန်ကြီးဆိုးတာမျိုးလည်းမဟုတ်ဘူးအရန်ကောင်းတာမျိုးလည်းမဟုတ်ဘူးပုံမှန်ပဲ50ပဲသုံးတဲ့ရင်တော့ဆေးပဲကွာသူကလုံခြုံမှုရှိတယ်စိတ်လုံခြုံမှုရှိတယ်သူတခြား content creator တွေပြောသလိုမျိုးညဘက်8နာရီလောက်လမ်းလျှောက်သွားရင်တော့မှဆိုလုံခြုံစိတ်ချရတာမျိုးလမ်းမိမှာအိတ်လို့ရတယ်ဆိုရအစင်မျိုးတွေလည်းမဟုတ်ဘူးသူတို့မှာကွာအလုံးမရှိရင်မင်းအသက်90ကျော်မကလို့ဒီ100ကျော်ပဲဖြစ်ဖြစ်အလုံးမရှိရင်ဘယ်သူမှတင်မကြွေးထားတဲ့သဘောမျိုးသူတို့မှာဘိုးဘွားဆောင်းလျှော်ရေးဆိုတော့ကွာဘယ်လိုမျိုးလဲဆိုတော့ဘိုးဘွားဆောင်းလျှော်ရေးမှာနိုင်ငံအတွက်အလုပ်လုပ်ပေးထားတဲ့လူတွေနိုင်ငံအတွက်အခွန်ကိုတစ်လမှမပြတ်ဘဲနဲ့အခွန်ဆောင်တဲ့လူတွေဆိုရင်ဆိုရကပြန်ကြည့်ပြီးစီးရင်မှတ်ထားတယ်သူတို့အဲ့အသက်အိုမင်းမစွမ်းတဲ့ခါကျရင်အဲ့ဒီပတ်ပင်စင်နေနဲ့ပဲပြန်ထောက်ပံ့တယ်လို့ပြောတယ်ဒါပင်စင်တွေပြန်ထောက်ပံ့နေတာတော့မှသူတို့စီမှာစရေးစကားကအရန်ကြီးတဲ့တော်100မှာ10ယောက်လောက်ပဲတတိပြန်ဖြစ်တာတို့ချမ်းသာတာတို့လောက်ရှိတယ်အလုပ်ကျွန်တော်လေးလာရေးခရီးထွက်တုံးကဆိုရင်ဂျပန်ကြီးတယောက်ဗျာလမ်းမိတ်မှာသူတို့တောင်းနေတဲ့ပုံစံမျိုးရှိတယ်သူကစကားတော့အရန်များတယ်ဂျပန်တွေကစကားအရန်များတယ်ခင်ဗျားတို့အန်မီတို့ဟလာဟိုဂျပန်ယာကူဇာကားတွေကြည်ရမ်းသိတာတယ်ဘာလို့လဲဆိုသူတို့ကစကားအရန်ပြောတဲ့ကောင်တွေဖြစ်တယ်နောက်ပြီးတော့တခုခုမှအမားခံလို့မရဘူး quality ကပစ္စည်းအရေးသွေးကသူတို့ရဲ့ထုတ်လက်မှုပုံစံက100%အာမခံချက်ရှိတဲ့အတွက်ကြောင့်တခုခုမှားတာနဲ့လည်းမဆိုဘူးတခုခုမှားတာနဲ့လည်းအမားမခံဘူးပေါ့အဲ့ဒီအတွက်ဂျပန်သွားမဲ့လူတွေရန်တရီထားရတယ်အလုပ်ပင်ပန်းမှုဒဏ်ကိုမခံနိုင်တော့မတော်တာကောင်းလို့မယ်အလုပ်ပင်ပန်းမှုသူကအချိန်ပိုင်းအလုပ်တွေရမ်းများတယ်ကွာသူကလုံခြုံစိတ်ချရတယ်ပျော်စရာတွေများတယ်ဒါပေမဲ့အဲ့ဒီအပျော်စရာတွေရဲ့နောက်မှာ dead side တွေတပုံကြီးရှိတယ်ကွာမာဖီးယားဖွဲ့တွေဖြစ်တဲ့ဒီယာကူဇာတွေဂိုင်းတွေကလည်းသူတို့သတင်းတွေထဲမှာတော့ပြောတော့ကွာပျောက်ဆုံးသွားပြီအစိုးရကနှိမ်နှင်းလိုက်ပြီဆိုပြီးမဲ့တခြားစီရင်စုတွေမှာကြီးထွားဆဲဖြစ်တယ်သူတို့ရဲ့ဘိုးဘေးအစဉ်ဆက်ခံလာတဲ့အတွက်ခေါင်းဆောင်ကဘယ်သူမှလည်းမသိဘူးဂျပန်ယာကူဇာတွေကအရန်စီကန်းကြီးတယ်တစ္ဆာရှိတဲ့အတွက်ကြောင့်ခေါင်းဆောင်ကိုဘယ်သူမှလည်းမသိသေးလို့ဝတ်ထားတယ်အဲ့ဒီအတွက်ကြောင့်လည်းသူတို့ဒီ agency တွေမှာခင်ဗျားတို့ကြားဘူးမှာပါဂျပန်နိုင်ငံကိုသွားတော့မယ်ဆိုရင်အာမခံချက်တွေလုပ်ရတယ်လေတက်တူးမထိုးရဘူးလို့ဘာလို့အဲ့ဒါအလကားမဟုတ်တကယ်လို့အဲ့ဒီတက်တူးထိုးထားလို့ဂျပန်နိုင်ငံမှာသူတို့ပြဿနာဖြစ်တာတော့ဥမာကွာခင်ဗျားရန်ဖြစ်တာတော့မဟုတ်ဘဲနဲ့မတော်တဆမှုလေးတစ်ခုမှပါမိတယ်ဆိုရင်တော့မှခင်ဗျားတက်တူးရှိတဲ့အတွက်ယာကူကဘယ်လိုမှအာရှသားတွေတရုတ်သေးဖြစ်တဲ့အတွက်ခင်ဗျားကိုဆွဲသွင်းလိုက်မယ်အဲ့ဒီအတွက်လည်းထောင်ဒဏ်တွေပြစ်ဒဏ်တွေအများကြီးရှိတယ်ဂျပန်ထိုင်းလောက်ဆိုဗျာခင်ဗျာ
ထိုင်းလောက်ဆိုသွားရင်ပြန်လာလွယ်ဗျာဂျပန်ကျတော့ဈေးသွားရတဲ့ဈေးစက်ကလည်းကြီးတယ်တော့မသွားခင်ဒီတင်တန်းထက်ရတဲ့ဈေးစက်ကတွေအဆောင်နေတာတွေကန့်ဝင်တာတွေရှိတယ်အဲကြောင့်ခင်ဗျားတို့သွားမယ်ဆိုစိတ်100ရာခိုင်နှုန်းပြင်ဆင်ပြီးမှသွားတာကောင်းတယ်ဒီမှာဒါမှမဟုတ်ရင်လည်းတခြားကိုနဲ့ neighborhood ပေါ့နော် neighborhood ရဲ့ Thai တို့ Vietnam တို့ဟလာအလောက်ကိုင်းခွင်လန်းများတဲ့နိုင်ငံတွေဒါမှမဟုတ်ရင်ကိုနဲ့စိတ်နဲ့ကိုက်ညီမဲ့နေရာကိုသွားတာကောင်းတယ်အလဲဘက်သဘောမျိုးဆိုရင်တော့ပြဿနာမရှိပေမဲ့အလောက်ကိုင်းကြောင်းဟလာအဲ့လိုကိစ္စတွေနဲ့သွားမယ်ဆိုတော့ဂျပန်ကကိုအတွက်လိုက်နာစရာစီကန်းတွေလိုက်နာစရာစီကန်းတွေဟိုလူမှုပတ်ဝန်းကျင်တွေအနေအထားတွေကကိုတွေထင်ထားတဲ့အတွက်ကိုပိုပြီးစိုးတာတွေရှိတယ်ဗျာနောက်ပြီးတော့အခုတက်လာတဲ့ဝန်ကြီးချုပ်အသစ်ကသူတို့ရဲ့ Prime Minister အသစ်ကလည်းဒီနိုင်ငံသားတွေကိုမျက်စိတောက်တောက်ကြည့်နေတဲ့အထက်မှာပါတယ်တခုခုလောက်တာနဲ့တင်ကန့်ကွက်ပြီးတော့ဒီထုတ်မယ်မြန်မာနိုင်ငံကိုပြန်လည်မောင်းထုတ်မယ်အဲ့လိုအနေအထားတွေမှာရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ပြောရရင်ဂျပန်နိုင်ငံကပြောကောင်းတဲ့အထက်မှာလည်းကောင်းတဲ့အထက်မှာပါတယ်ဒါပေမဲ့စိုးပြီဆိုရင်လည်းကိုယ့်အတွက်အကျိုးကျုံနိုင်တဲ့ဟာတွေအများကြီးရှိတယ်အဲ့တော့ဟိုကိုမတော်ခင်မှာစိတ်တွေအများဆုံးကိုယ့်ရဲ့စိတ်ကို100ရာခိုင်နှုန်းနဲ့အထက်ကိုယ့်ရဲ့100ရာခိုင်နှုန်းနဲ့အထက်ပြင်ဆင်သွားတာကောင်းတယ်ဒါမှမဟုတ်လေဒီတိုင်းပဲတခြားနိုင်ငံတွေကိုရွေးလိုက်တာကောင်းတယ်ဥရောပနိုင်ငံတွေကိုရွေးလိုက်တာကောင်းတယ်ဘယ်လိုပြောမလဲဗျာဒီအာရှတို့ဒီမှာဂျပန်တို့ကိုရီးယားတို့မှာထိုင်းတို့ဆိုဘာပူဆိုးတယ်ဗျာသိတယ်မလားအာရှသားချင်းဆိုအထင်မကြီးတဲ့အဆင့်တွေရှိတယ်ဥရောပမှာမှဒီအာရှသားတွေကိုနှိမ်တာမဟုတ်တော့အာရှသားအချင်းချင်းနဲ့နှိမ်တယ်အထူးသဖြင့်စင်ကာပူတို့ဘာလို့မှဆိုမြန်မာတို့နီပေါ်တို့အမြဲအနေခံရတယ်သူတို့ကစေဘယ်ဝါဘာကြောင့်အညာကြောင့်ဆိုပြီးအကြောင်းပြကြတယ်ဒါပေမဲ့လေအကြောင်းပြတဲ့အထင်မှာကသူတို့တိတာကကမ္ဘာသတင်းတွေကိုကြည့်ပြီးတော့ကမ္ဘာသတင်းတွေကဘာတွေဖြစ်ပြလဲ fake news တွေလည်းပါတယ်ဗျာမဟုတ်ကသတင်းတွေလည်းပါတယ်အဲ့ဒါတွေကိုအတီးယူလိုက်တယ်ဒါပေမဲ့တို့မြေ ground information ကိုအဓိကမကြည့်ဘဲနဲ့ပြတဲ့အတွက်အဲ့ဒီအကျိုးဆက်တွေကနောက်ခီးသွားဧည့်သည်တွေဟိုမြန်မာနိုင်ငံသွားတဲ့ခီးသွားဧည့်သည်တွေအလုပ်သမားတွေအတွက်အခက်အခဲဖြစ်တဲ့နောက်ပြီးတော့သူတို့ကဂျပန်တွေကအရန်စီကန်းကြီးတဲ့အတွက်ကြောင့်မျိုးသားတွေဆိုစကားပြောအရန်များတယ်တယောက်သူကစိတ်ပိုင်းဆိုင်ရာကြာရှုံးမှုအခြေပြုဇယားမှာလဲဂျပန်နိုင်ငံကပိုးအောက်ဆုံးပါဗျာသိတယ်မလားသတင်းရထိုးကြမယ်ဆိုရင်လည်းစိတ်တက်ကထိုးကြမယ်ဆိုလဲဟိုးအောက်ဆုံးလေးထိုးကြသွားမှာဖြစ်ပြီးတော့ခင်ဗျားတို့ဒီလုံအားလာစာကတော့နောက်ပြီးတော့လုံအားလာစာမှာဆိုလည်းဗျာအလောကကိုလုံရင်လုံသလောက်အခွန်ကဆောင်ရတယ်9ခုလား10ခုလား3ခုလားအဲ့အတွက်အခွန်တွေဖြစ်တဲ့အတွက်တချို့ကျွန်တော်ရောက်နေတဲ့ကျွန်တော်မှဝင်ခွဲတွေတော့မှသူတို့အလုပ်ကို2လုပ်3လုပ်ပဲလုပ်ရတယ်ဘာလို့လဲအခွန်ဆောင်တာတိုင်းများလို့ကိုလုံတဲ့အလုပ်ပေါ်မှာမူပြီးအခွန်ကဆောင်ဥပမာဗျာ350ရတဲ့အလုပ်ဆိုရင်330လောက်ကအခွန်ဆောင်တော့ကိုမှ20ပေါ့တော့ကျော်ပြန်ပြီးတဲ့ကျော်ပြန်ပြီးတဲ့အိမ်ကိုပြန်ပြီးတယ်ဆိုဘယ်လောက်ပြန်ပြီးမလဲနည်းနည်းပဲပြန်ပြီးရအဲ့တဲ့အတွက်ကြောင့်အဲ့ဒါတွေလည်းရှိသေးတယ်အများကြီးဂျပန်နိုင်ငံသွားမယ်ဆိုရင်တော့ဟိုဘယ်လိုပြောလဲကောင်းကျိုးတဲ့စိုးကျိုးတွေကပိုများတယ်လို့ကျွန်တော်ထင်တယ်ဒါကျွန်တော်အမြင်ဒါပေမဲ့ကောင်းတာတွေတော့ရှိပါကောင်းလို့လည်းဒီမှာ10နှစ်ကျော်12နှစ်ကျော်တွေရှိတာတွေအများကြီးပါဟိုအထီးကတော့ကိုယ့်ရဲ့စိတ်ဓာတ်ပေါ့နော်ကိုယ့်ရဲ့စိတ်ဓာတ်ကဟိုလိုဟာတာလေးတစ်ခုကျွန်တော်ကြားဘူးလားတစ်ခုရှိတယ်ဗျာဒီမှာရင်တော့အားတဲ့ဂျပန်တို့စင်ကာပူတို့ဆိုတော့ပစ္စည်းပျောက်ရိုးထုံးတယ်မရှိဘူးတဲ့ပျောက်ရိုးထုံးတယ်မရှိဘူးတော့ဟိုမှာလမ်းလေကြထားပေါ်မှာအဲ့တော့မပြောတော့ပါဘူး sorry အခုတော့ nice one video မှာဒါကျွန်တော်ကပုံမှန်ဆိုရင်ဒီ football ဘောလုံးအကြောင်းအရာတွေမှာရှားဘူးတူရရမယ့်အကြောင်းအရာတွေ sharing ယူကျူကနေ sharing လုပ် knowledge sharing လုပ်ပြီးတဲ့ဒုတိယပဲဒါပေမဲ့ဘောလုံးကျွန်တော်ပါလည်းဒီဘောလုံး reaction လုပ်ပါလို့ဒီ content creator ဗျာဒါပေမဲ့ဒါလည်းဘူးတူရရသေးတယ်မိုင်အတွက် sharing လုပ်ပြီးတင်ပြပါ sorry ပဲ